အားလုံးပဲမင်္ဂလာပါ။ညတော့အင်္ဂေါင်းလေးချက်စားလို့ပေါ့နော်။ဗီဒီယိုလေးရိုက်ပြတာဖြစ်ပါတယ်။တော့ဘယ်ဒါတော့စိတ်သားပြန်လေးချက်စားအပြည့်တော့မပါတော့အဲ့မဲ့ဒီမှာတိုးပြပါသေးတယ်ရုပ်တီးနဲ့ပေါ်ပြီးရဲ့ဟောင်းလာဘောရဲ့အဲ့တော့တေးပြီးသွားတယ်ဆွဲပြီးပြစကားတွေအများကြီးမပြောတော့ရင်တော့ပဲတဲ့ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့အိုးနဲ့မစားကောင်းလို့ဒီမှာအိုးတွေနဲ့ပဲစားဒီတန်းနဲ့လက်ကဆေးပြီးတာနော်ဒီပန်တယ်ပြောမှဆိုလက်ကဆေးပြီးတာအားကြပါအောင်ဆွဲရဖိုက်စားဟုတ်လား good စိတ်ဓာတ်နဲ့နှက်ထားတာဆိုဒီစိတ်ငယ်ချင်းတို့နော်သမင်းမစားခင်ရေနည်းနည်းလေးတော့တောက်နော်အဲရေမတောက်ဖက်နဲ့သမင်းစားလိုက်လို့ရှိရင်လေကြောင်းထဲမှာနေသွားအခမ်းတင်နေတတ်တယ်သမင်းမစားခင်ရေလေးနည်းနည်းလေးတောက်နောက်တစ်ခုကသမင်းစားလို့ရှိရင်ရေခဲမတောက်နဲ့ရိုးရိုးရေပဲတောက်ရေခဲတောက်တဲ့ခါကျတော့ကိုစားလိုက်တဲ့စီစိတ်တွေကရေခဲနဲ့တွေ့လို့ရှိရင်ခဲသွားတတ်တယ်အဲကြရင်အစာရေဟိုလမ်းကြောင်းမှာကပ်ပြီးတော့ဝါလာတာမျိုးလို့ဟိုလမ်းကြောင်းနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အနံ့ဆိုးထွက်တာတို့ဘာလို့ဖြစ်တတ်တယ်စားရလဲစားကျမိုက်စီစိုက်ကြတရက်တည်းကြီးပဲတောက်မလေးကြနဲ့ရုပ်သီးရလဲကြီးသားဟောင်းနေများတင်စားတိုက်ထားတာလားမှတ်ကြကြီးသားဟောင်းနေများတင်စားတိုက်ထားတာလားမှတ်ကြဆက်လိုက်တာဆိုတာပြောစိတ်ကလည်းအိမ်နာပဲကျွန်တော်ချက်တာမမြင်တော့အဲ့ဒီလားဒီရှားပြားပေါ်ကတောင်းတာလို့တောင်းစိတ်ကမလဲစိုက်မလဲစိုက်မနိုင်ငံမှာတစ်ခါမှစိတ်ကမကောက်ဘူးဒီမှာတော့ကြိုက်တယ်လို့စားမဲသားကတော့ရှောင်လိုက်တာမို့လို့ကျွန်တော်လည်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေတို့ရဲ့ဆန္ဒတွေလည်းနှလုံးသွင်းပါနဲ့ပြည့်စုံပါစေမြန်မာနိုင်ငံကိုလည်းအမြန်ဆုံးပြန်နိုင်ပါစေ
ကြောင်းပြန်ရှင်းတော့ပြတာဒါ